အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ open source software တွေတနေရာထဲမှာရရှိနိုင်တဲ့ website လေးနှစ်ခုကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပထမတစ်ခုကတော့ဒီကွန်ပျူတာအတွက် software တွေရယူနိုင်တဲ့ဒီ ninight.com ဆိုတဲ့ website လေးဖြစ်ပါတယ်နောက်တစ်ခုကကြတော့ appdatedrive.org ဆိုတဲ့ website လေးဖြစ်ပါတယ်သူကကြတော့ Android phone တွေအတွက် Android software တွေ download လုပ်ပြီးမှအသုံးပြုနိုင်တဲ့ free ရယူအသုံးပြုနိုင်တဲ့ website လေးဖြစ်ပါတယ်အဲ့တော့ website နှစ်ခုစလုံးက open source website တွေဖြစ်လို့ဘယ်သူမဆို free ရယူအသုံးပြုနိုင်တဲ့ website တွေဖြစ်ပါတယ်အဲ့တော့ပထမတစ်ခုကိုအရင်ဆုံးစကြည့်လိုက်အောင်ပါ Okay ဒီမှာပထမတစ်ခုကကျတော့ ninight.com ဆိုတဲ့ website လေးဖြစ်ပါတယ်ဒီ website ကနေ software တွေရယူနိုင်တဲ့နည်းလမ်းလေးကတော့ဒီတခြား website တွေနဲ့တိတ်မတူဘူးပေါ့နော်သူကပို့ပြီးတော့မှကောင်းတယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ဒီမှာအောက်မှာဒီ pick the app you want ဆိုတဲ့ဒီ session အောက်ကနေသူ category အလိုက်ခွဲထားတဲ့ software link လေးတွေ software လေးတွေရှိတယ်ကိုလိုချင်တဲ့ software လေးတွေကို selection လုပ်ပေးရမယ်ပေါ့နော်ကျွန်တော်လိုချင်တဲ့ software လေးတွေကိုလိုက်ရှာကြည့်လိုက်မယ်အဲ့တော့မရှိသေးတဲ့ software GOM player ပေါ့နော် software လေးတစ်ခုယူလိုက်မယ်နောက်ထပ်အောက်မှာဆက်ရှာကြည့်လိုက်ပါမယ်ပေါ့နော် Okay utility ထဲမှာဆိုလို့ရှိရင် tier copy ပေါ့နော်နောက်ထပ် revo ဒီဟာလေးနှစ်ခုကိုယူလိုက်မယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က GOM player ရဲ့ tier copy ဆိုတာကျတော့ copy လုပ်တဲ့အခါမှာမြန်မြန်ဆန်ဆန် copy ကူးပေးတဲ့ software လေးဖြစ်တယ်ပေါ့နော် Windows back copy ကူးတဲ့ app တွေပို့ပြီးမှသူကမြန်တယ်ပေါ့နော်နောက် revo ကကျတော့ advanced uninstaller ပေါ့နော်သူကကျတော့ uninstall ဒီ app တွေကို uninstall လုပ်တဲ့အခါမှာဒီတခြား registry တွေမှာအကုန်လုံးကိုကိုယ့်ကွန်ပျူတာမှာရှိတဲ့အဲ software နဲ့သက်ဆိုင်တဲ့ folder တွေ file တွေအကုန်လုံးကိုရှင်းထုတ်ပေးတဲ့ software လေးပေါ့နော် okay ပါအဲ့တော့၃ခုလောက်ကိုပဲကျွန်တော်အစမ်းအနေနဲ့ demonstration အနေနဲ့လုပ်ကြည့်လိုက်ပါမယ်အဲ့တော့အားလုံး selection လုပ်ပြီးတဲ့နောက်တစ်ဆင့်မှာကျတော့ဒီမှာဒီ session မှာ get your ninight ဆိုတဲ့ button လေးကိုclick နှိပ်လိုက်ပါမယ် download လုပ်လိုက်ပါမယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်မှာ download လုပ်နေပါပြီ download လုပ်တာပြီးသွားပါပြီပေါ့နော်အဲ့တော့အဲ့ဒီ software လေးရှိတဲ့နေရာလေးကိုဒီမှာဒီရဲ့ download button လေးကနေနှိပ်ပြီးမှဒါလေးကိုနှိပ်လိုက်မယ်နော် show and folder ဆိုတာလေးကိုနှိပ်လိုက်ပါမယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော် download location နဲ့မှာအဲ့ဒီ software လေးတွေ့ရပါပြီအဲ့တော့ double click နှိပ်ပြီးမှ run ပေးလိုက်ပါမယ်အဲ့ဆိုရင်ဒီမှာစ run နေပြီပေါ့နော်အဲ့တော့ဒီမှာတော့ user account control ကို permission တောင်းတဲ့ဟာလေးပေါ်လာတယ်ပေါ့နော် yes ကိုနှိပ်ပြီးမှ compute ပေးလိုက်ပါမယ် okay ဒါဆိုရင်တော့ဒီမှာဒီအဆင့်နောက်ပိုင်းမှာတော့ကျွန်တော်တို့ကဘာမှ like လုပ်စရာမလိုတော့ဘူးဒီမှာ show detail လေးကိုနှိပ်ကြည့်လိုက်မယ်ပထမဆုံး revo ကို download လုပ်နေပြီပြီးတဲ့အခါမှာ terra copy ကို download လုပ်မယ်ပြီးရင် GOM software တွေကို download လုပ်ပြီးမှတစ်ခါတည်းပဲသူ့ဘာနဲ့သူကိုက like လုပ်စရာတော့မလိုတော့ဘဲနဲ့ဒီ ninight ကနေပဲတစ်ခါတည်း download လုပ် install လုပ်တစ်ခါတည်းလုပ်ပြီးတော့မှဖြစ်တယ်ပေါ့နော်အရန်ကိုအဆင်ပြေပါတယ် software တွေ open source software တွေတစုတစည်းတဲ့ကိုလိုချင်တာတွေ selection အကုန်လုံးလုပ်ပြီးမှ download လုပ်လိုက်ရပါတယ်အဲ့တော့ကိုအသုံးပြုတဲ့ software က file size ကြီးတဲ့ software ဆိုတော့ဒီ download လုပ်တာဒီလောက်ထိမမြန်ဘူးပေါ့နော်တချို့ software တွေမှာ file size ကြီးတဲ့အတွက် download လုပ်ရတာ install လုပ်ရတာဒီတဲ့ပုံမှန်ကြာနိုင်ပါတယ်ဒါကတော့ demonstration မို့လို့မြန် download လုပ်လို့ရမယ့် software လေးတွေကိုရွေးပြီးမှစမ်းကြည့်လိုက်တာပေါ့နော် okay terra copy ထိပြီးသွားပြီနောက်ဆုံးတစ်ခုပဲကျန်တော့တယ်ပေါ့နော် GOM player လေးတစ်ခုပဲ download လုပ်ပြီးမှ install လုပ်နေပြီပေါ့နော် okay ဒါဆိုလို့ရှိရင်တော့ download လုပ်တာအားလုံးပြီးသွားပါပြီကျွန်တော်တို့ desktop ပေါ်မှာတစ်ချက်ကြည့်လိုက်ပါမယ် GOM player လေးရှိရယ် revo installer လေးရှိရယ် terra copy ကတော့ဒီမှာမရှိဘူးဒီမှာလိုက်ရှာလိုက်ရပါတယ် okay ဒီမှာရှိရပေါ့နော်ရောက်သွားပြီဒါဆိုလို့ရှိရင်သုံးခုစလုံးအောင်မြင်နဲ့ install လုပ်ပြီးသွားပြီဖြစ်ပါတယ်ဒါကတော့ open source software တွေပဲရရှိနိုင်တာဖြစ်တဲ့အတွက်ဒီ license နဲ့ဝယ်သုံးရတာတွေ subscription နဲ့ဝယ်သုံးရတဲ့ software တွေဆိုရင်တော့ဒီကနေ download လုပ်လို့မရနိုင်ပါဘူး website ရဲ့ list ထဲမှာ software list ထဲမှာမရှိနိုင်ဘူးပေါ့နော်အဲ့တော့ဒါပေမဲ့သူက open source software တွေဆိုရင်တော့ဒီထဲမှာတနေရာထဲမှာအကုန်လုံးတစုတစည်းလေးရှိနေတာဖြစ်တဲ့အတွက်အချိန်ကုန်လဲတက်တာတဲ့ download လုပ်တဲ့အခါမှာလည်းအဲ့ဒီ app လေးတစ်ခုကနေပဲ selection လုပ်ပြီးတော့မှတခါတည်း download လုပ်ပြီးမှအဲ့ app လေးကို ninight app လေးကို run လိုက်တာနဲ့ပဲတခါတည်းရသွားတာဖြစ်တဲ့အတွက်အလုပ်လဲမရှုပ်ဘူးတော်တော်လေးကိုမိုက်တဲ့ website လေးဖြစ်တယ်ပေါ့နော် okay နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီမှာ app drive ဆိုတဲ့ website လေးတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ဖုန်းအတွက်ဆိုလို့ရှိရင်ဒီ app drive software လေးတွေကနေ website လေးတွေကနေ android software တွေ download လုပ်လို့ရနိုင်မှာဖြစ်တယ်ပေါ့နော်
သူ့ရဲ့ link လေးကဒီမှာပါ app-drive.org ဆိုတဲ့ link လေးဖြစ်ပါတယ်အဲ့ဒီထဲဝင်လိုက်လို့ရှိရင်သူ့ရဲ့ application လေးတွေ့ရပါမယ် home page အောက်မှာရှိပါတယ် app drive ဆိုတဲ့ app ကကြတော့ဒီဟာလေးကိုဖုန်းထဲမှာ install လုပ်လိုက်ပြီဆိုတော့ဒီ website ထဲထပ်ဝင်စရာမလိုတော့ဘူး download လုပ်ပြီးတော့ install လုပ်ထားတဲ့ဒီ app drive application တွေကနေပဲ software တွေကိုအစဉ်နဲ့ download လုပ်ပြီးမှကိုယ်ဖုန်းထဲမှာထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်အဲ့တော့ website ကနေဓာတ်ရိုက် software မသွင်းခြင်းဘူးဒီ app drive ကိုကိုယ်ဖုန်းထဲမှာထည့်မထားခြင်းဘူးဆိုတဲ့သူတွေကဘယ်လိုလုပ်လို့ရလဲဆိုတော့ဒီမှာ app ဆိုတဲ့ menu လေးရှိပါတယ်အဲ့ဒီထဲမှာသူက category တစ်ခုချင်းအလိုက်ကိုသက်ဆိုင်ရာတူရာလေးတွေကိုစုပေးထားတယ်ပေါ့နော် AI chat ထဲမှာဆိုလို့ရှိရင်ဒီမှာ၃ခုဖော်ပြထားတယ်နောက်ထပ်ဆက်ကြည့်ကြတဲ့ဒီမှာ show all 27 packages in AI chat ဆိုပြီးမှရှိတယ်ဒီ category တစ်ခုထဲမှာအားလုံးပေါင်းက26ခုလောက်ထိ package 26ခုထိရှိတယ်ပေါ့နော်အဲ့လိုပဲတခြား package တွေထဲမှာလည်းအများကြီးရှိတယ်ပေါ့ကျွန်တော်တို့ကကိုလိုချင်တာလေးကိုရှာပြီးတော့မှဒီတွေကနေအစင်းနဲ့ free install လုပ်ပြီးမှသုံးလိုက်လို့ရှိရင်ရပါတယ်ပေါ့နော်ရပါတယ် okay ဒါတော့ဒီ Android phone တွေမှာအသုံးပြုနိုင်တဲ့ဒီ app-drive.org ဆိုတဲ့ website လေးအကြောင်းကိုမျှဝေခဲ့တာဖြစ်ပါတယ်ဒီဟာကိုတော့ demonstration မပြတော့ဘူးပေါ့နော်အဲ့တော့ category ပေါင်းရာကျော်ရှိပြီးတော့မှ category တစ်ခုချင်းအောက်မှာသက်ဆိုင်ရာ application လေးတွေကလည်းအများကြီးပဲရှိတာမို့လို့ကိုအသုံးလိုတဲ့ app လေးတွေကိုရွေးချယ် download လုပ်ပြီးမှအသုံးပြုနိုင်ပါတယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါလိုက်ပါတယ်Okay ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ရှုပေးကြတဲ့တယောက်ချင်းတွေကိုကျေးဇူးအထူးတင်ပါတယ်နောက်ထပ်မျှဝေပေးမဲ့ဗီဒီယိုတွေကိုဆက်ပြီးမှကြည့်လို့ရဆိုရင်တော့ဒီကျွန်တော်တို့ရဲ့ Power Test Facebook page လေးကို like and follow လေးလုပ်ပြီးမှအားပေးလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ